မမျော်လင့်မဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့တဲ့ဘီလီယံနာတဦးနဲ့ចောင်းသူလေးတို့ရဲ့အချစ်ဇလံဒီကောင်မလေးရဲ့နာမည်ကတော့ချန်မီယန်လို့ခေါ်ပါတယ်။သူမကတနာကျင်တဲ့တက်ပြီးစဉ်းစားဆင်ခြင်ဉာဏ်ရှိတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူမရဲ့အိမ်မက်ကတော့အယုတ်လေးတွေဒီဇိုင်းထုတ်တဲ့ဒီဇိုင်းပညာရှင်တဦးဖြစ်လာဖို့နဲ့သူမရဲ့ဒီဇိုင်းတွေကအာရှမှာအကောင်းဆုံးနဲ့စုတစိတ်တွေရရှိဖို့မျှော်လင့်ထားခဲ့တာပါ။တက္ကသိုလ်လျှောက်တဲ့အခါမှာတော့ဒီဇိုင်းဌာနကသူမကိုလက်မခံပဲသူမရဲ့အိမ်မက်နဲ့လုံးဝမသက်ဆိုင်တဲ့စီးပွားရေးစီမံခန့်ခွဲမှုဌာနကိုပို့လိုက်ပါတယ်။ဒါပေမဲ့အဆိုးဆုံးကဒါမှမဟုတ်သေးပါဘူး။အဲ့ဒီဌာနမှာချန်ဟာချစ်သူဟောင်းဂျွန်ဝေရီနဲ့အတူတူသင်တန်းတက်ရတာဖြစ်ပါတယ်။မကြသေးခင်ကမှသူမကိုထားခဲ့တဲ့ချစ်သူဟောင်းနဲ့ပြန်ဆုံတွေ့ရတာကြောင့်ချန်ဟာမကြင်မနဲ့ဖြစ်နေခဲ့ပါတယ်။အတန်းပြီးတော့ဂျွန်ကသူတို့ဘာကြောင့်လမ်းခွဲခဲ့တယ်လဲဆိုတဲ့အကြောင်းရင်းကိုသိချင်တာကြောင့်ချန်စီကိုလာခဲ့ပါတယ်။ချန်ကလည်းသူ့ကိုစိတ်ကုံသွားတာလားဒါမှမဟုတ်တခြားတစ်ယောက်နဲ့ချစ်မိသွားသလားဆိုတာကိုဂျွန်ကနားမလည်နိုင်အောင်ဖြစ်နေပါတယ်။ဒါပေမဲ့ချန်ကအမှန်တရားကိုမပြောချင်မဲ့အတင်းကျပ်ရှောင်ဖယ်ပြီးထွက်ပြေးခဲ့ပါတယ်။အခွင့်အရေးအတိုင်းသူမကဒီလိုမျိုးရှောင်ဖယ်တာမျိုးစကားလမ်းကြောင်းပြောင်းတာမျိုးပဲလုပ်ပစ်ခဲ့ပါတယ်။မကြခင်မှာပဲချန်ဟာသူမအလုပ်လုပ်ချင်နေတဲ့ကုမ္ပဏီကစီစဉ်တဲ့ပြပွဲတစ်ခုကိုတက်ရောက်ဖို့အခွင့်အရေးရလာပါတယ်။ဖိတ်စာအတူနဲ့တခြားသူရဲ့နာမည်ကိုသုံးပြီးပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။တယောက်တည်းကြံနေတဲ့အခါချန်ကကုမ္ပဏီစီမင်းစည်းကမ်းတွေအရတားမြစ်ထားပေမဲ့အယုတ်တချို့ကိုတပ်ပုံရိုက်ဖို့ကြိုးစားခဲ့ပါတယ်။ကန်ဆိုးစွာနဲ့ပဲကုမ္ပဏီပိုင်ရှင်ရဲ့သားဖြစ်နေတဲ့ဂျွန်ကသူမကိုမြင်သွားခဲ့ပါတယ်။ဂျွန်ကချန်နဲ့သူမရဲ့တင်းငယ်တဲ့ပြစ်မှုလေးကိုသူ့ဖုန်းနဲ့ရိုက်ထားပြီးသူမကိုချိန်ချောက်ပါတယ်။လူမှုကွန်ရက်မှာသူ့ကိုတငယ်ချင်းအဖြစ်ထဲမထားရင်သူမကိုအဆက်ခွဲမယ်လို့ပြောပါတယ်။ရွေးချယ်စရာလည်းမရှိတော့တဲ့ချန်ကသူ့ရဲ့တောင်းဆိုမှုကိုလိုက်နာဖို့သဘောတူခဲ့တာပေါ့။ဒါပေမဲ့ဂျွန်ကတော့အဲ့ဒီမှာမရက်သွားခဲ့ပဲသူ့ရဲ့လုပ်ပိုင်ခွင့်ကိုအခွင့်ကောင်းယူပြီးချန်ကိုသူ့ရဲ့အမိန့်တွေကိုလိုက်နာရမယ်သူတအူးလို့ဆက်ဆံခဲ့ပါတယ်။ချန်လည်းဒီလိုဆက်သွားလို့မဖြစ်နိုင်ဘူးလို့သိလာပြီးနောက်ထပ်သေးငယ်တဲ့ရာဇဝတ်မှုတစ်ခုကျူးလွန်မှုဆုံးဖြတ်ခဲ့ပါတယ်။တနေ့အတန်းထဲမှာသူမကိုတန်းစင်ကန်သွားဖို့ခွင့်တိုင်ပြီးစင်းကြံရောက်တာနဲ့အမျိုးသားအဝေးလဲကန်းတွေကိုအမြန်သွားပြီးဂျွန်ရဲ့ဖုန်းကိုရှာဖွေခိုးယူဖို့ကြိုးစားခဲ့ပါတယ်။ဂျွန်ရဲ့ပစ္စည်းတွေကိုရှာဖွေပြီးတဲ့နောက်မှာတော့ချန်ဟာသူ့ဖုန်းကိုရှာတွေ့ခဲ့ပြီးမြဲဖိုင်တွေကစကားဝတ်တွေနဲ့လှုပ်ထားတာကြောင့်ဓာတ်ပုံကိုဖျက်လို့မရပါဘူး။ချန်ကလည်းစူးစမ်းပြီးစကားဝတ်ကိုဖြေဖို့စူးစမ်းပြီးမှမအောင်မြင်ခဲ့ပါဘူး။သူမကရုတ်တရက်သူတို့ရဲ့ပထမဆုံးချိန်တွေ့တဲ့နေ့ရက်ကိုစကားဝတ်ဖြစ်သုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကဖုန်းကိုဖွင့်လိုက်နိုင်ပေမဲ့လည်းအဲ့ဒီအချိန်မှာဂျွန်ပေါ်လာပြီးဖုန်းကိုပြန်ယူသွားခဲ့ပါတယ်။ခဏကြာတော့ဂျွန်ကချန်ကိုသူ့ရဲ့ပုံတူအပြည့်စုံကိုဆွဲခိုင်းခဲ့ပါတယ်။သူတို့ချစ်ကြိုက်တုန်းကချန်ကဂျွန်ရဲ့ပုံကိုဆွဲဖို့စူးစမ်းခဲ့မှုတဲ့အတွက်ဒီပုံကိုအဆုံးသတ်ပြီးဖို့ဂျွန်ကတောင်းဆိုခဲ့တာပါ။ချန်ကပထမဆုံးပုံချမ်းကိုဆွဲပြီးတဲ့အခါဂျွန်ကနောက်ပုံတစ်ပုံထပ်ဆွဲခိုင်းပါတယ်။သူဒီလိုလောက်ရတဲ့တခုတည်းသောအကြောင်းရင်းကတော့ဂျွန်ဟာချန်ဘေးမှာတက်နိုင်သမျှအကြာကြီးနေစေခြင်းလို့ပါပုံနေငယ်ဆွဲပြီးတဲ့နောက်မှာတော့ချန်လေးပြင်ပန်းလာပြီးဂျွန်ရဲ့တောင်းဆိုမှုတွေကိုလစ်လူရှုလိုက်ပါတယ်သူကိုတစ်ပင်နာမှာထားခဲ့ပြီးချန်ကကန်ငယ်လေးတစ်ခုကိုသွားတဲ့အခါချစ်စရာကောင်းတဲ့ကြောင်တစ်ကောင်ကိုတွေ့ပြီးအစာကျွေးခဲ့ပါတယ်မကြသေးခင်မှာပဲဂျွန်လည်းအဲ့ဒီနေရာကိုရောက်လာပြီးကြောင်လေးကိုအစာကျွေးဖို့လုပ်ခဲ့တာပေါ့ဂျွန်က